ဓမ္မပဒပါဠိတော်ပဒါဇာရာထေရီဝတ္ထုမှာမြတ်စွာဘုရားဟောထားတဲ့ဂါထာလေးနှစ်ပုဒ်နတန္တိဗုဒ္ဓဒါနာယနပိတာနာပိပါဒဝါအန္တကေနာဓိပါဏတအန္တကေနာဓိပါဏတနတ္ထိညာတိတုဒါနတာတဲ့ပထမဂါထာပေါ့ဘာပြောတော့ဆိုတော့နတန္တိဗုဒ္ဓဒါနာယတဲ့ကိုယ့်အတွက်တကယ်တမ်းအာကိုဖို့ရာအတွက်ကသာသမီတွေလည်းမရှိပါဘူးတဲ့တကယ်တမ်းအစစ်မှန်အာကိုစရာပေါ့ရှာတဲ့အခါမှာကိုမွေးဖွားထားတဲ့သာသမီတွေလည်းအစစ်မှန်အဖြစ်အာကိုရာတွေမဟုတ်ကြပါဘူးတဲ့ဒါလည်းမကဘူးနပိတာတဲ့ကိုယ့်ရဲ့အမေအဖေတွေကလည်းပဲကိုယ့်အတွက်တကယ်တမ်းအရေးနဲ့အရေးကြုံလာတဲ့အခါကျအာကိုရာအစစ်တွေမဟုတ်ကြပါဘူးတဲ့နာပိဗန္ဒဝါတဲ့ကြံတဲ့ဆွေမျိုးသားချင်းတွေမိတ်ဆွေတငယ်ချင်းတွေပေါ့အဲ့ဒီပုဂ္ဂိုလ်တွေကလည်းပဲကိုယ့်အတွက်အာကိုစရာအစစ်မှမဟုတ်ကြပါဘူးတဲ့ဘယ်ချိန်မှအစစ်မှမဟုတ်တုံးဆိုတော့အန္တကေနာဓိပါဏတနတ္ထိညာတိတုဒါနတာတဲ့ကိုယ့်ရဲ့နောက်ဆုံးအချိန်ပေါ့ကွယ်လွန်ကနေအချိန်သေဘေးတွေနဲ့ကြုံလာပြီဆိုလို့ရှိရင်တဲ့စောစောပြောတဲ့ပုဂ္ဂိုလ်တွေဟာဘာမှအာကိုလို့မရတော့ဘူးတဲ့နတ္ထိညာတိတုဒါနတာတဲ့ဆွေမျိုးသားချင်းတွေစောစောပြောခဲ့တဲ့သားသမီးတွေအမိအဖတွေမိတ်ဆွေတငယ်ချင်းတွေဆွေမျိုးတွေအကုန်လုံးအဲ့ဒီထဲကအာကိုစရာဆိုလို့တယောက်မှမရှိတော့ပါဘူးတဲ့လိုမြတ်စွာဘုရားကဟောတာပေါ့ဒါကြောင့်တယောက်နဲ့တယောက်အာကိုတယ်ဆိုတာကအပေါ်ရလောက်ပဲအာကိုလို့ရတာပဲတယောက်နဲ့တယောက်အာကိုတယ်ကူညီတယ်စောင့်ရှောက်တယ်ဆိုတာကတကယ်အရေးနဲ့အရေးကြတော့ဘယ်သူကမှအာကိုလို့မရဘူးကိုယ်ကလည်းသူများတွေအာကိုရမဟုတ်ဘူးကိုယ့်တွေအာကိုရလည်းပဲတခြားသားသမီးသားမယားမိဘဆွေမျိုးတွေအစစ်မှန်နေမရှိဘူးပေါ့တကယ်တော့ကိုယ်ပဲအာကိုရတာပဲတကယ်အရေးနဲ့အရေးပေါ့အရေးနဲ့အရေးဆိုတာဘာပြောလို့ဆိုလို့ရှိရင်ဆိုတော့အိုမင်းလာပြီပေါ့အိုမင်းလာပြီဆိုရင်ဒါဘသူအာကိုမလို့ဘသူမှအာကိုလို့မရဘူးသူ့အချိန်တန်လို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကအိုမင်းနဲ့ဇရာယုတ်တွေပေါ့ဒါတွေပြလာမှာပဲပြလာလို့ရှိရင်မိဖလည်းအာကိုလို့မရဘူးသားသမီးလည်းအာကိုလို့မရဘူးဆွေမျိုးမိတ်ဆွေတွေလည်းအာကိုလို့မရဘူးပြီးတော့မကြမ်းမမာတွေဖြစ်လာပြီဆိုလို့ရှိရင်လည်းအာကိုလို့မရဘူးမကြမ်းမမာဖြစ်တော့ဘေးရပုဂ္ဂိုလ်တွေကကုပေးပြုပေးဆိုတော့ပြုစုပေးတဲ့အခါကျတော့နည်းနည်းပါးပါးတော့အာကိုလို့ရတယ်လို့တယ်လို့ထင်စရာပေါ့လေဒါပေမဲ့လို့ဟုတ်ဖြစ်ပြီဆိုတော့ပြုစုလည်းမတတ်နိုင်ဘူးထိုင်ကြည့်နေရတာပဲပြီးတော့သေဂာနိခါကာလပေါ့သေမင်းကတကားခောက်ပြီးသေမင်းနဲ့စစ်ခင်းရပြီဆိုတဲ့အခါကျတော့ဘယ်သူမှအာကိုလို့မရတော့ဘူးအမေဖေတွေလည်းပဲသားသမီးဖြစ်ရင်ဆရာဝန်တွေဆေးဆရာတွေလက်လျှော့တဲ့အခါဒီလိုပဲထိုင်ကြည့်နေရတာပဲထို့တူပဲအမေဖေတွေဖြစ်ပြီဆိုရင်လည်းသားသမီးကဒီတိုင်းပဲထိုင်ကြည့်နေရတာပဲဘာမှမတတ်နိုင်ဘူးပေါ့ဒါကြောင့်တကယ်အာကိုရာအစစ်ကအပြင်ဘက်မှာရှိနေတဲ့မိဘတွေသားသမီးတွေဆွေမျိုးညာတိတွေဒီထက်မှရှာလို့မရဘူးကိုပဲအာကိုရမှာတခြားသူတွေထဲမှာတကယ်အာကိုရာအစစ်မရှိဘူးလို့မြတ်စွာဘုရားကဒီလိုဟောတာပေါ့ဒါပေမဲ့အများစုကတော့မသိဘူးလေမသိတော့အာကိုရမယ်ထင်ပြီးတော့အာကိုတွေရှာကြတာပေါ့ရှာတာကတော့ရှာရမှာပဲလေဒါပေမဲ့လို့တကယ်အာကိုရာအစစ်ကိုရှာဖို့အရေးကြီးတယ်အဲ့ဒါကိုမေ့နေလို့မရဘူးတချို့ကအာကိုရာအစစ်မေ့နေတာကိုမေ့နေပြီးတော့အာကိုရာအတုတွေကြီးဖိရှာတယ်ဖိရှာတဲ့အခါကျတော့တကယ်အရေးနဲ့အရေးကြုံကြပြီးနဖူးတွေတွေ့ပြီးဆိုတဲ့အခါကျတော့မျက်နှာငယ်လေးနဲ့မျက်ရည်လေးဆန်းဆန်းနဲ့ဖြစ်လာတယ်သားသမီးမျက်နှာကြည့်မိဘမျက်နှာကြည့်ဆွေမျိုးတွေမိတ်ဆွေတွေမျက်နှာကြည့်ပြီးတော့အားငယ်ပြီးဒီလိုနဲ့သွားကြရတာအဲ့ဒါလိုခန္ဓာရင်မရှိဘဲနဲ့ညွန့်ငယ်နဲ့ဘဝကူးရလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာကောင်းရာသုဂတိရောက်ဖို့ရမလွယ်ဘူးပေါ့ပြီးတော့စောစောတွေကလည်းပဲအာကိုရာအစစ်ကိုရှာမထားတဲ့အတွက်အဲ့ဒီအာကိုရာအစစ်မရှိတဲ့အတွက်သုဂတိဘဝရောက်ဖို့ရလည်းမလွယ်ဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဆိုရင်များသောအားဖြင့်အပယ်လေးပါ
သွားတာကများတယ်ဒါကြောင့်ဘေဟာကအကုရာအစစ်ဘေဟာကအကုရာအတုဆိုတာခွဲခြားပြီးတော့ပေါ့လောကမှာရှိနေတဲ့အကုရာတွေလည်းပဲအထိုက်လျောက်အကုရမှာပေါ့ဒါပေမဲ့ဒါတွေဟာအဓိကအကုစရာတွေမဟုတ်ဘူးလို့ဒီလိုသိပြီးတော့အကုရာအစစ်ကိုလည်းကိုယ်တိုင်ရှာဖွေထားရမှာပေါ့ဒါကအရေးကြီးဆုံးချက်ပေါ့လေအဲ့ဒါမရှာလို့ရှိရင်မလွယ်ဘူးအခုလောကမှာဖြစ်သွားတဲ့အကြောင်းအရာတွေပြန်စဉ်းစားကြည့်ပေါ့စောစောလှုပ်သွားတဲ့ငလျင်တွေမိသားစုလိုက်သေးကြတယ်မိသားစုလိုက်သေးလို့ရှိရင်အမိဖကလည်းသားသမီးလေးတွေမကယ်နိုင်ဘူးသားသမီးကလည်းမိဘမကယ်နိုင်ဘူးဘယ်သူကဘယ်သူကိုမှမကယ်နိုင်ဘူးကျန်တဲ့ဘေးကလူတွေကလည်းပဲဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကိုမကယ်နိုင်ဘူးဒါကြောင့်တကယ်အရေးနဲ့အရေးကြတော့မကယ်နိုင်ဘူးဆိုတာဒီပစ္စုပန်ဝတ္ထုတွေနဲ့စဉ်းစားကြည့်ပေါ့ဖြစ်သွားတာလူတွေတော်တော်သေးသွားတယ်သူတို့ချင်းချင်းလည်းမကယ်နိုင်ကြဘူးကယ်နိုင်ရင်ကယ်ကြမှာပေါ့တယောက်နဲ့တယောက်မိသားစုဝင်တွေဆွေမျိုးမိတ်ဆွေတွေကယ်ကြမှာပဲဒါပေမဲ့ဘသူကဟိုမှဘသူကမကယ်နိုင်ဘေးကလူတွေကလည်းမကယ်နိုင်ဒီလိုဖြစ်သွားတာပေါ့ဒါလည်းမကသေးပါဘူးဟိုတလောဖြစ်တဲ့ကိုဗစ်တို့ဘာလို့ဆိုရင်လည်းပဲကယ်လို့မရပါဘူးကံရှိသေးတယ်ကိုယ့်ရဲ့ကံရှိသေးတယ်အသက်တမ်းရှိသေးတယ်ဆိုလို့ရှိရင်တော့နည်းနည်းပါးပါးကယ်လို့ရတယ်ကံကုန်ပြီဒါမှမဟုတ်ရင်သက်တမ်းကုန်ပြီဆိုလို့ရှိရင်တော့ဘယ်သူမှကယ်လို့မရတော့ဘူးသွားတာပါပဲဒါကြောင့်ကိုဗစ်ယောဂတွေဖြစ်တော့ကလည်းတကဘာလုံးပေါ့ဒီသဘောတွေပဲမြတ်စွာဘုရားဟောထားတဲ့သဘောတွေဘေးကိုအာကိုမှားတဲ့ပုဂ္ဂိုလ်တွေမရှုမလားသိရတာပဲကိုအာကိုထားတဲ့ပုဂ္ဂိုလ်တွေကတော့ညွန့်ညွန့်ငယ်ငယ်နဲ့မသိရဘူးရွှင်ရွှင်လန်းလန်းနဲ့ရဲရဲတင်းတင်းနဲ့ပြုံးပြုံးရွှင်ရွှင်နဲ့သိရတာပေါ့ပြီးတော့သိပြီးတဲ့အခါမှာလည်းပဲကောင်းရာသူကတိရောက်မှာပဲအဲ့ဒါလိုမဟုတ်ဘဲနဲ့ကြောက်လန့်ညှို့ငယ်ပြီးတော့သိလို့ရှိရင်စောစောပြောသလိုပဲကောင်းရာရောက်ဖို့မလွယ်ဘူးပေါ့ဒါကြောင့်မြန်မာနိုင်ငံမှာဖြစ်သွားတဲ့အကြောင်းအရာတွေကိုစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကိုအခုမြတ်စွာဘုရားဟောထားတဲ့တရားတော်ဟာအင်မတန်ကိုမှန်ကန်တာမှန်ကန်တယ်ဆိုတာကိုသိပြီးတော့ပေါ့ဘေးကိုသိပြီးတော့အာမကိုကြနဲ့ကိုပဲအဓိကအာကိုရမှာပေါ့ဘေးဆိုတာကကိုကာမဂုဏ်သေးခင်သက်တမ်းမဂုဏ်သေးခင်နည်းနည်းပါးပါးလောက်စောင့်ရှောက်နိုင်တာဒါတောင်မှကံရောသက်တမ်းရောရှိသေးတောင်မှကိုယ့်ရဲ့ပယောဂဝိပတ္တိခေါ်တဲ့အကုသိုလ်တရားတွေကြီးမားစွာလွှမ်းမိုးလာပြီဆိုလို့ရှိရင်တော့ဘေးရပုဂ္ဂိုလ်တွေလည်းမကယ်နိုင်ဘူးကံရှိလည်းမကယ်နိုင်ဘူးသက်တမ်းရှိလည်းမကယ်နိုင်ဘူးပယောဂဝိပတ္တိဆိုတာဘာပြောတုံးဆိုလို့ရှိရင်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေဖောက်ပြန်မှားယွင်းမှုပေါ့အဲ့ဒီဖောက်ပြန်မှားယွင်းမှုဟာကံရောသက်တမ်းရောရှိပါလျက်နဲ့ရှင်းကအကုသိုလ်ကြိုးစိုးတွေကိုဖိတ်ခေါ်ရရောက်တာပေါ့ရောက်တော့စောစောစီးစီးကွယ်လွန်ရတတ်တယ်ဒါကြောင့်ပယောဂဝိပတ္တိဟာအင်မတန်ကြောက်စရာကောင်းတာပေါ့ကာယကံတွေနဲ့လည်းပဲသူတော်ကောင်းတွေပေါ်မှာပြစ်မှားတာအင်မတန်ကြီးလေးတဲ့အပြစ်မျိုးတွေပေါ့ဝစီကံတွေနဲ့လည်းပဲအဲ့လိုပဲကြီးလေးတဲ့အပြောအဆိုတွေပြုတယ်မနောကံတွေနဲ့လည်းပဲမပြစ်မှားထိုက်တဲ့ပုဂ္ဂိုလ်တွေကိုပြစ်မှားတယ်အထူးအဖြင့်တ attva တွေကိုသိစေခြင်းနဲ့ကြည်စေခြင်းနဲ့ပျက်စီးစေခြင်းနဲ့ကိုမုန်းနေတဲ့ပုဂ္ဂိုလ်တွေသိလို့ကြည်လို့ပျက်စီးလို့ရှိရင်ဝမ်းသာနေတယ်ပေါ့ဒါတွေကပယောဂဝိပတ္တိတွေပဲအဲ့ဒီပယောဂဝိပတ္တိဖြစ်နေလို့ရှိရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာဘေးလူတွေကကယ်လို့မရဘူးဒါကြောင့်တကယ်အရေးနဲ့အရေးကြတော့ဘယ်သူကဘယ်သူမှကယ်လို့မရဘူးဒါကြောင့်ကိုအာကိုပြီးတော့အာကိုရာအစစ်အမှန်ကိုရှာရမယ်ဆိုတာကိုမြတ်စွာဘုရားကသိစေတာပေါ့ဘယ်လိုဆက်ပြီးတော့သိစေတော့ဆိုတော့နောက်ကထာလေးတစ်ပုဒ်ဆက်ပြီးတော့ဟောတယ်ဧဝမထဝတ္တညတဝါပန္တိတောသီလတံဟုတောနိဗ္ဗာနကမ္မနာမက္ခံခိပ္ပမေဝဝိသောတယေဒုတိယဂါထာလေးပေါ့ဧဝမထဝတ္တညတဝါတဲ့စောစောပြောတဲ့အကြောင်းကိုအမှန်တိုင်းသိပြီးတော့နားလည်ပြီးတော့တဲ့စောစောပြောတဲ့အကြောင်းဆိုတာဘာတော့ဆိုလို့ရှိရင်တကယ်ဘေးကအမိဖသာသမီဆွေမျိုးညာတိတွေကအာကိုရာအစစ်မဟုတ်ဘူးအာကိုရာအစစ်ကကိုပဲလို့ဒီလိုပေါ့မှန်ကန်တဲ့အကြောင်းပေါ့အဲ့ဒီအကြောင်းကိုအမှန်တိုင်းသိပြီးတော့တဲ့ပန္တိတောသီလတံဟုတောတဲ့ဘာလို့ရမလို့ဆိုလို့ရှိရင်ပညာရှိတဲ့ပုဂ္ဂိုလ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာသီလကိုစောင့်ရှောက်ရမယ်တဲ့ဒါကြောင့်အာကိုရာအစစ်မှန်ကိုဘယ်လိုရှာရမလဲဆိုတာကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောတာ
စောစောကတော့အာကိုးစရာမဟုတ်တဲ့အရာတွေပေါ့အဲ့ဒါတွေကိုထုတ်ပြတယ်ထုတ်ပြပြီးတော့အာကိုးရာအစစ်မှန်ကိုတော့ဘယ်လိုရှာဖွေရမလဲဆိုတာကိုမြတ်စွာဘုရားဒုတိယဂါထာနဲ့ဟောတာပန္တိတော်သီလတန်ဟုတော်တဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာသီလကိုစောင့်ရှောက်ရမယ်တဲ့သီလဆိုတာဘာတော့ဒီလိုမဲလို့ရှိရင်လွယ်ပြောလိုက်ပေါ့ကိုယ်နဲ့နှုတ်ကိုစောင့်စည်းတာသီလပဲကိုယ်နဲ့စပြီးတော့မကောင်းတဲ့အမှုတွေကိုမပြုတ်ဘူးပေါ့မကောင်းတဲ့အမှုတွေဆိုတာကာယဒုစရိုက်မှုတွေပေါ့ဒါတွေကိုမပြုတ်ဘဲနဲ့ရှောင်ကျင်တာပေါ့ဒါသီလပဲဒါကနှုတ်နဲ့စပြီးတော့လေဝစီဒုစရိုက်မှုတွေမပြောဘူးမဆိုဘူးပေါ့ဝစီဒုစရိုက်၄ပါးပေါ့အဲ့ဒီကနေရှောင်ကျင်တာပေါ့ဒါသီလပဲသီလဆိုတာစိတ်နဲ့မဆိုင်ဘူးကိုယ်အမှုနဲ့နှုတ်မှုတွေမကောင်းတဲ့ကိုယ်အမှုနှုတ်မှုတွေကိုရှောင်ကျင်တဲ့သဘောတဲ့ဒါသီလပဲဒီသီလကိုအရင်ဆုံးသုတ်သင်ရမယ်တဲ့ဒါကကုသိုလ်တွေရဲ့အစပေါ့ဒါကြောင့်ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးသီလစင်ကြယ်အောင်လုပ်ရတယ်သီလမစင်ကြယ်လို့ရှိရင်ဒါနပြုရင်တောင်မှအဲ့ဒီဒါနဟာကြီးကြီးမားမားဖော့ဖော့ဖြူဖြူမဖြစ်ဘူးလောကထဲမှာဒါကြောင့်ဒါနမှုတွေပြုတော်မယ်ဆိုရင်အရင်ဆုံးသီလယူလိုက်ရတယ်သီလစင်ကြယ်ပြီးဆိုမှဒါနမှုတွေပြုလို့ရှိရင်အကျိုးပိုကြီးတာပေါ့ဒါကြောင့်နိဗ္ဗာန်သွားခြင်းလို့ရှိရင်ပထမဦးဆုံးသီလဆောင်ထိန်လိုက်ပါတဲ့သီလဆောင်ထိန်ုံနဲ့ပြီးပြီလားကိုယ့်ရဲ့အာကိုရာအစစ်မှန်ကိုရပြီလားဆိုတော့မရသေးဘူးမြတ်စွာဘုရားကဆက်ပြီးတော့လောက်ရအောင်မယ်တဲ့ဘာတွေဆက်လောက်ရမလို့ဆိုနိဗ္ဗာန်ကိုသွားကြောင်းဖြစ်တဲ့လမ်းကိုလျင်မြန်စွာပဲသုတ်သိရှင်းလိုက်ရမယ်နိဗ္ဗာန်ဂမနမက္ကံနိဗ္ဗာန်သွားရဖြစ်တဲ့လမ်းကြောင်းကိုခိပ္ပမေဝဝိသောတရေတဲ့မြန်မြန်ပဲသုတ်သိရှင်းလိုက်ပါတဲ့မြတ်စွာဘုရားနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြီးပေါ့အဲ့ဒီလမ်းကြောင်းကြီးကိုရှင်းထားလိုက်ပါတဲ့ရှင်းမထားလို့ရှိရင်သွားလို့ရမှာမဟုတ်ဘူးဒါကြောင့်အဲ့ဒီနိဗ္ဗာန်လမ်းကြောင်းကြီးကိုရှင်းထားတဲ့ရှင်းထားလို့မြတ်စွာဘုရားပြောတဲ့နေရာမှာတာမန်ရှင်းထားလို့မပြောဘူးခိပ္ပမေဝတဲ့စကားလုံးလေးပါတယ်မြန်မြန်ပဲရှင်းထားလိုက်ပါတဲ့ဘာကြောင့်မြတ်စွာဘုရားကမြန်မြန်ရှင်းခိုင်းတော့ဆိုတော့ကိုကနှိမ့်နှိမ့်ရှင်းနေလို့ရှိရင်ကိုယ့်အသက်ကကိုယ်ကံကဘယ်လောက်ကြံမယ်ဆိုတာကိုမသိနိုင်ဘူးလေဒါကြောင့်နှိမ့်နှိမ့်လေးရှင်းနေလို့ရှိရင်အချိန်မီမှမဟုတ်ဘူးတချို့ပုဂ္ဂိုလ်တွေဒါကြောင့်အချိန်မီအောင်လို့မြတ်စွာဘုရားကနိဗ္ဗာန်သွားရဖြစ်တဲ့လမ်းကြောင်းကြီးကိုမြန်မြန်နဲ့ရှင်းထားလိုက်ပါတဲ့မြတ်စွာဘုရားဒီလိုဟောတာဒါကြောင့်နိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြီးဆိုတာဘာပြောတော့ဆိုလို့ရှိရင်အခြေခံအနေနဲ့ပြောမယ်ဆိုရင်စောစောပြောတဲ့သီလတွေကိုစောင့်ရှောက်ထားမယ်ထိမ့်သိမ့်ထားမယ်ပေါ့ထိမ့်သိမ့်ပြီးတော့နိဗ္ဗာန်ကိုရောက်စေတတ်တဲ့ဒါနမှုတွေပြုမယ်ပေါ့ဒါအခြေခံကုသိုလ်တွေပဲအဲ့ဒီတော့စိတ်တက်ပြီးတော့နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့သမထဘာဝနာတွေပွားများမယ်ပေါ့သမထဘာဝနာတွေဆိုတာလေနိဗ္ဗာန်ကိုရောက်စေတတ်တဲ့နိဗ္ဗာန်လမ်းကြောင်းကြီးပဲမြတ်စွာဘုရားကနိဗ္ဗာန်လမ်းကြောင်းကိုအစုအနေနဲ့၃စုခေါ်တာသီလအစုကတစ်စုသမာဓိအစုကတစ်စုပညာအစုကတစ်စုဆိုပြီးတော့၃စုခေါ်တာဒါကြောင့်သီလဆိုတဲ့လမ်းကြောင်းရှင်းပြီးလို့ရှိရင်သမာဓိအစုဆိုတဲ့ဒီလမ်းကြောင်းကနေဆက်သွားရမှာပေါ့ဒါကြောင့်သမာဓိဆိုတာလောက်အောင်ပါပဲဒီသမာဓိကဘယ်လိုလောက်ရမလို့သမာဓိဆိုတာဘာခေါ်တော့ဆိုသမာဓိဆိုတာတော့စိတ်တည်ငြိမ်အောင်ထိန်းတဲ့သဘောပါပဲစိတ်ကလေးကိုထားလို့ရအာယုံပေါ်မှာစိုက်ကြနေအောင်ထားနိုင်တဲ့သဘောဒါကသမာဓိပေါ့အဲ့ဒီသမာဓိကမြတ်စွာဘုရားဟောထားတာကမ္မထာပေါင်း40ရှိတယ်အဲ့ဒီ40ဟာနိဗ္ဗာန်သွားဖို့ရအတွက်လမ်းကြောင်းတွေကြီးပဲမြတ်စွာဘုရားဥပမာနဲ့ဟောတယ်နိဗ္ဗာန်တည်းဟူသောသမုဒ္ဒရာကိုတဲ့ဝယ်မှုရာအတွက်ဒီသမထကမ္မထာ40ဟာစိတ်ကံ40ပဲတဲ့သမုဒ္ဒရာဆိုတဲ့နေရာဌာနကိုစိတ်ကံကနေကူရမှာကိုကူတဲ့အခါမှာစိတ်ကံပေါင်း40ရှိတယ်တဲ့အဲ့ဒီ40ဟာသမထကမ္မထာ40ပေါ့အဲ့ဒီကနေတစ်ဆင့်နိဗ္ဗာန်တည်းဟူသောသမုဒ္ဒရာကိုကူလို့ရတယ်တဲ့ဒါကြောင့်သမထဘာဝနာလည်းအားထုတ်ရမှာပဲဒါပယ်လို့မရဘူးပေါ့တမာရီမရှိလို့ရှိရင်လည်းပညာကမဖြစ်ဘူးဒါကြောင့်မြတ်စွာဘုရားကတမာရီရှိအောင်ရင်ဆုံးအားထုတ်ပါလို့ဒီလိုညွှန်ကြားတာပေါ့ဒါကြောင့်တမာရီရှိအောင်အရင်ပွားရမယ်ပေါ့ပွားလို့တမာရီကြီးရှိလာပြီဆိုလို့ရှိရင်ဉာဏ်ပညာဖြစ်အောင်အားထုတ်ရမှာပေါ့ဉာဏ်ပညာဖြစ်အောင်ဆိုတာကဘာလို့ဆိုရင်ကိုယ်ခန္ဓာမှာရှိနေတဲ့တရားတွေကိုအမှန်တိုင်းသိအောင်ရှုရမှတ်ရမှာပေါ့
အဲ့လိုရှုမှတ်လို့ရှိရင်ခန္ဓာထဲမှာရှိတဲ့တရားတွေကိုအမှန်တိုင်းသိသွားမှာပေါ့သိသွားလို့ရှိရင်ဉာဏ်ပညာလည်းဖြစ်မှာပေါ့ဉာဏ်ပညာဖြစ်လာပြီဆိုလို့ရှိရင်စောစောပြောတဲ့သီလလည်းပြည့်စုံသွားပြီသမာဓိလည်းပြည့်စုံသွားပြီဉာဏ်ပညာလည်းပြည့်စုံသွားပြီပြည့်စုံသွားလို့ရှိရင်ဒီလောကီသီလသမာဓိဉာဏ်တွေပြည့်စုံသွားတဲ့အခါကျတော့လောကီတွေဆုံးသွားတဲ့အခါမှာလောကုတ္တရာဖြစ်တဲ့သီလသမာဓိပညာတွေဖြစ်လာမှာပေါ့အဲ့လိုဖြစ်လာလို့ရှိရင်လောကုတ္တရာဖြစ်တဲ့သီလသမာဓိပညာဆိုတဲ့လောကုတ္တရာမက်ကနေပြီးနိဗ္ဗာန်ကိုမျက်မှောက်မြင်ပြီးနိဗ္ဗာန်ကိုမျက်မှောက်တွေ့သွားမှာပေါ့တွေ့သွားလို့ရှိရင်စောစောပြောတဲ့အတိုင်းအာကိုရာအစစ်မှန်ကြီးကိုရသွားပြီတဲ့နိဗ္ဗာန်ကိုအရိယာမက်နဲ့တစ်ချိန်မြင်သွားလို့ရှိရင်အာကိုရာအစစ်မှန်ကိုရသွားပြီနိဗ္ဗာန်လမ်းကြောင်းကြီးကိုရှင်းလင်းသုံးသပ်လိုက်တာတော်တော်ရှင်းလင်းသွားပြီပေါ့အဲ့ဒီအထိအောင်မြတ်စွာဘုရားကကိုယ့်ရဲ့အာကိုရာကိုရှာရမယ်နိဗ္ဗာန်တည်းဟူသောလမ်းကြောင်းကြီးကိုရှင်းလင်းအောင်သုံးသပ်ရှင်းလင်းရမယ်လို့ဒါလိုပြောတာပေါ့ဒါကြောင့်ဒီနည်းနဲ့တရားဓမ္မတွေစ조사အားထုတ်သွားလို့ရှိရင်အမဲ့ဆင်းရဲကလည်းလွတ်မြောက်သွားမယ်ထို့ထက်စ조사ပြီးတော့အားထုတ်သွားလို့ရှိရင်သံဃာဆင်းရဲကလည်းလွတ်မြောက်သွားမှာပေါ့လွတ်မြောက်သွားလို့ရှိရင်စောစောပြောသလိုအန္တကေနာဒိပါဏတဆိုတဲ့အတိုင်းပဲသိချင်းတရားနဲ့ရေဆိုင်ရပြီဆိုလို့ရှိရင်နည်းနည်းငယ်ငယ်မဖြစ်တော့ဘူး။ဟောငါသိပြီလို့ရှိရင်အပယ်လေးပါးရောက်ရမှာလေလားလို့စိတ်ပူစရာမလိုတော့ဘူးပေါ့။အင်တန်ကိုချမ်းသာသွားမှာပေါ့။ဒါကြောင့်အဲ့ဒီအစီရအောင်ကိုအားကိုးနိုင်ကြဖို့ဆိုပြီးတော့မြတ်စွာဘုရားကဒီပဒစာရာဝတ္ထုမှာဒီကာထာလေးနဲ့ကာထာကိုဟောကြားတော်မူတယ်။ဒါကြောင့်တရားဓမ္မတွေလည်းအခုလိုတရားကိုတွင်ခါမှာပေါ့။မိမိတို့တအားသိ၍ပေါ့။ဒီလာတွေလည်းစောင့်တည်ကြတယ်။ပြီးတော့ဒါနမှုတွေလည်းပြုကြတယ်။ပြီးတော့သမထဘာဝနာမှုတွေလည်းပြီးတော့မိမိတို့တတ်နိုင်တဲ့ကြိုးစားအားထုတ်ကြတယ်။ဒါတွေဟာအင်တာဝမ်းမြောက်ဝမ်းသာစရာကောင်းပါတယ်။ဒါကြောင့်မိမိတို့အပြုထားတဲ့ကုသိုလ်ကောင်းမှုတွေဟာအင်တာကိုမြင့်မြတ်တဲ့နိဗ္ဗာန်သွားရလမ်းကြောင်းကြီးကိုရှင်းလင်းသုံးသင်နေတာပဲလို့ဒီလိုနှလုံးသွင်းပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြဖို့ပေါ့။ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့မိမိတို့ရရှိထားတဲ့ကုသိုလ်ကောင်းမှုတွေကိုဒီကမှာရှိနေတဲ့မြင်ရမမြင်တဲ့သတ္တဝါတွေလည်းမိမိတို့နဲ့ထတူထမ်းမြတ်ကိုယ်ကိုဖို့ရရကိုယ်စိတ်နဲ့ပြချမ်းသာကြပါစေလို့မေတ္တာကရုဏာစိတ်ထားနဲ့ကျေးဇူးတင်ချပြီးမြတ်တမ်းပေးကြရအောင်